အခုဆိုရင်2020ကျောင်းနှစ်ဝက်ကိုရောက်လာခဲ့ပြီလွန်ခဲ့တဲ့9နှစ်ပြောရရင်2021ကနေ2025အထိဘယ်NMEတွေနာမည်ကြီးခဲ့လဲဘယ်NMEတွေကပို့ပြီးတော့ကြည့်လို့ကောင်းခဲ့လဲကျွန်တော်အနေနဲ့ကတော့2021ကနေ2025အတွင်းမြန်မာနိုင်ငံမှာနာမည်ကြီးခဲ့တဲ့ NME 10ကားကိုပြသသွားပါမယ်ဗီဒီယိုကိုမစခင်မှာကျွန်တော်ရဲ့ channel လေးရလေ subscriber 900ပြီးတော့မှမလို့လက်ကားရတဲ့ subscribe လေးကိုနှိပ်ပြီးတော့နောက်လာမကုန်ခင်အထိ subscriber 1000ရအောင်လက်ကားရတဲ့ subscribe လေးနှိပ်တော့ကြပါအောင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရလို့နောက်မရသေးပါဘူးကဲအချိန်ဆွဲမနေဘဲနဲ့စလိုက်ရအောင်ပထမဆုံးကားအနေနဲ့ကတော့ကာကျူနံပါတ်8ဒီကားကိုထွက်ရှိခဲ့တာက2024မှာထွက်ရှိခဲ့ပြီးတော့စတူဒီယိုက production IG ကနေထုတ်လုပ်ခဲ့ပါတယ်ဇလန်ချင်းကိုပြောရရင်လူသားတွေကိုရေးချဆက်ဆက်အဆုလိုက်အပြုံလိုက်တက်ဖြတ်နေတတ်တဲ့ကာကျူလို့ခေါ်တဲ့တားရဲကြီးတွေကနေရာအနှံ့မှာပေါ်ထွက်နေခဲ့ပါတယ်ဂျပန်နိုင်ငံမှာရှိတဲ့အဓိကဆက်ဆောင်ကဖကာဟာငငယ်ကလေးကသူ့ရဲ့တင်ငယ်ချင်းမလေးနဲ့အတူတူကာကျူတွေကိုနှိမ့်နှင်းနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဝင်ဖို့အကတိပြုခဲ့ကြပါတယ်ဒါပေမဲ့အသက်30နှစ်အရွယ်အထိတပ်ဖွဲ့ဝင်ခွင့်ဆောင်ပွဲကိုကြာရှုံးပြီးတော့ကာကျူလောင်းတွေကိုပဲလိုက်လံတိုက်ရှိလောက်ရတဲ့ဘဝမှာပဲအချိန်ကုန်နေခဲ့ရပါတယ်ဒါပေမဲ့တရက်မှာတော့မထင်ထားပဲနဲ့မတော်ဆမှုတစ်ခုကနေကာကျူတကောင်ကသူ့ပါစတဲ့ကိုအတင်းဝင်ပုတ်ကတ်သွားပြီးတော့သူကိုယ်တိုင်အင်အားကြီးမှလာတဲ့ကာကျူနံပါတ်8ကိုပြောင်းလဲသွားခဲ့ပါရဲ့ကိုယ်တိုင်ကကာကျူဖြစ်နေရကြောင်းလူတွေမသိအောင်ဖုံးငွေရင်ငရေဒီအတိုင်းကာကွယ်တပ်ဖွဲ့တွေဝင်ပြီးတော့လူသားတွေကိုပြန်ကန်တင်မှုစူးစမ်းတဲ့အခါမှာတော့ဘာတွေဆက်ပြတ်သွားမလဲဆိုတော့ကိုယ်တိုင်မဲချစ်တင်ပါရဲ့အထက်အော်တိုက်တန်နဲ့နည်းနည်းလေးစင်တူအကြောင်းတဲ့အထက်အော်တိုက်တန်ချက်တဲ့လူတွေကတော့ကိုချစ်တင်ပါရဲ့ဘလူးလော့ဒီကားကို2022မှာစီဇန်1ထွက်ရှိခဲ့တာဖြစ်ပြီးတော့2024မှာစီဇန်2ထွက်ရှိခဲ့ပါရဲ့ဘလူးလော့အနမီကိုစတူဒီယို8 bit ကနေဖန်တီးခဲ့ရပါဇလန်းချင်းကိုပြောရရင်ဂျပန်နိုင်ငံကိုကပ္ပဖလားရစေဖို့အတွက်အတအကြီးဆုံးရွှေတန်းတိုက်စမှုတရားမွေးထုတ်ပေးမယ်ဘလူးလော့ဆိုတဲ့စီဇန်ကြီးကိုစတင်ခဲ့ပါရဲ့အဲဒါကြောင့်ပဲနိုင်ငံတော်ဝန်ကအလားအလာရှိတဲ့ထက်သန်းကျောင်းသားတိုက်စမှု300ကိုထောင်လိုမျိုးပိတ်လောင်ထားတဲ့အစာအုပ်တွေကိုဝင်ပြီးတော့တယောက်နဲ့တယောက်ရှင်ပြိုင်တဲ့ဘောလုံးပွဲကြီးကစတင်ခဲ့ပါရဲ့အတိကောင်ဆက်ကောင်အီစတာကီကအတင်းရောက်ဖွဲ့စည်းတဲ့ကိုဦးစားပေးခဲ့လို့ရှုံးနေခဲ့ရတဲ့တိုက်စမှုတရားဖြစ်ပြီးတော့ဒီပွဲကိုရောက်ရှိလာခဲ့ပါရဲ့ဒီနေရာမှာရှုံးနေတဲ့သူဟာဂျပန်လူရေးစဉ်အသင်းမှာဘယ်တော့မှကစားခွင့်ရတော့မှာမဟုတ်ပါဘူးဒီလိုနဲ့ပဲတန်ငယ်ချင်းဆိုတာမရှိဒဂူကောင်းဆံမှုတွေနဲ့အတ္တတွေကိုအစွမ်းကုန်ထုတ်ပြီးတော့တယောက်နဲ့တယောက်နင်းချင်ကြော်ဖက်ရမယ်ဘလူးလော့ဆိုတဲ့စီစဉ်ကြီးကစတင်ခဲ့ပါရဲ့ဒီNMEကလူတော်တော်များများချိပြရကြောင်းအထွေတိုးညွှန်းကြမလို့ဒါပေမဲ့မချိရတဲ့သူတွေအတွက်ကတော့သွားကိုကြည့်တမှာရဲ့နောက် NME တစ်ခုကတော့ဒဏ္ဍနာမည်ဖြစ်ပါရဲ့ဒဏ္ဍနာ NME ကို2024မှာစတင်ပတ်သက်ခဲ့တာဖြစ်ပြီးတော့ဇလန်းချင်းရုပ်ကိုတန့်ပြရရင်ကိုကာတို့ခေါ်တဲ့ UFO ဂျိုသားရီကိုယုံတဲ့ကောင်းလေးနဲ့တရေတွေဝိညာဉ်တွေကိုယုံတဲ့မုံမူတို့နှစ်ယောက်တယောက်နဲ့တယောက်တက်တက်ပြဖို့အတွက်တရေတွေရှိရဲ့ဥမင်လိုင်းကောင်းနဲ့ဂျိုသားရီရှိရဲ့ဆိုရင်သေးုံတို့ကိုအချင်းချင်းအပြန်လည်သွားကြပြီးတော့တရေရောဂျိုသားရောပါအပြန်လည်ရှိနေကြတာကြောင့်နောက်ဆက်ဘာဆက်ပြတ်သွားမလဲဆိုတာကိုကြည့်ရမှာပါဒီကားကမြန်မာနိုင်ငံမှာရွှေဦးပြောက်တဲ့စကားဆိုပြီးတော့နာမည်ကြီးရကြောင်းတော်တော်များများကြီးပြီးလို့ထင်ပါတယ်နောက်ထပ်တစ်ခါကတော့ Dead Pottery Diary ဆိုတဲ့ anime လေးပါဒီ anime က2023မှာထွက်ရှိခဲ့ဖြစ်ပြီးတော့ကျွန်တော်အတီးတယောက်ကကောင်းတဲ့လုံးချွန်းတာကြောင့်ထည့်ပြရခြင်းတာဖြစ်တဲ့ဇလန်းချင်းကိုပြောရရင်ကျွန်တော်လည်းဒီ anime ကိုအမှန်တကယ်မကြည့်ရသေးတာကြောင့်ကျွန်တော်လည်းမညွတ်တတ်ပါဘူးဒါပေမဲ့ဒီ anime ကကောင်းတဲ့ anime လို့သူပြောမြရကြောင်းကျွန်တော်လည်းတွားကြည့်မှဖြစ်ပြီးတော့ကုလူတို့ရောတွားကြည့်ဖို့ညွှန်ချင်ပါတယ်ဒီ anime တစ်ခုကတော့မြန်မာနိုင်ငံမှာလူကြိုက်များပြီးတော့ပေါ်ပင်နေတာပို့ခဲ့တဲ့ solo level မှာဒီ anime ကို2023မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ A1 Picture ကနေဖန်တီးခဲ့ပါရဲ့ဒီ anime ကမြန်မာနိုင်ငံကလူတော်များကြီးပြရကြောင်းဇလန်းချင်းတို့ကိုတော့အထွေထူးပြောကြမလို့ပါဘူးဒါပေမဲ့ဇလန်းချင်းတို့ကိုတီးကျင်တော့ကျွန်တော် channel တွေကဒီဗီဒီယိုမှာတောက်ရောက်နေမှာရဲ့ဒီဗီဒီယိုကလည်း view နေနေရကြောင်းတောက်ရောက်အပ်လိုက်ကြပါအောင်နောက်ထပ် anime တစ်ခုကတော့ချင်းစောမန်းပါဒီ anime က2022မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ဇလန်းချင်းတို့ကိုပြောရရင်ဖခင်ဖြစ်သူချမ်းသာခဲ့တဲ့မတော်တရားများပြားလာတဲ့ကျွေးတွေနဲ့အောက်ချီဘဝမှာရုန်းကန်နေရတဲ့ခေါင်းလေးဒန်းကြီးနဲ့သူ့ရဲ့တငယ်ချင်းခေါင်းမှာလွှတ်သက်ပါပြီးတော့ထိုးစမ်းတဲ့နှဆုပ်ခွေလီပိုချီတာတို့ဟာနှဆိုးတွေကိုလိုက်လက်တက်ဖြတ်ပြီးတော့ကျွေးဆက်နေရပါတယ်ဒါပေမဲ့တရက်မှာတော့သူ့ရဲ့ကျွေးရှင်တွေဟာနှဆိုးတွေနဲ့ပူပေါင်းပြီးဒန်းကြီးကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့ပါတယ်ဒါပေမဲ့ပိုချီကသူ့ရဲ့အသက်ကိုသတိပြီးတော့ဒန်ချီရဲ့နှလုံးသားအဖြစ်ပေါင်းဆက်လိုက်တဲ့အခါချင်းသုံးမှန်းဆိုပြီးတော့ပြန်လည်ရှင်သန်လာခဲ့ပါတယ်ဒီကားကမြန်မာနိုင်ငံမှာလည်းအသင့်အတင်နာမည်ကြီးခဲ့တာကြောင့်မကြည့်ဘူးရဲ့လူမရှိဘူးလို့ထင်ပါတယ်ဒါပေမဲ့ကြောင်ကြောင်ကြပါညက်ပြီးတော့မကြည့်ရသေးဘူးဆိုရင်တော့တော့ကိုကြည့်တတ်ပါတယ်မူဗီတကားလည်းထွက်ထားတာကြောင့်ပို့ပြီးတော့ကြည့်တတ်ပါတယ်နောက်တဲ့ anime တစ်ခုကတော့ Spy Family ပါဒီ anime ကို2022မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ဇလန်းချင်းတို့ကိုပြောရရင်စပိုင် family ဆိုတဲ့အတိုင်းပဲထိတိုင်းစပိုင်တယောက်ဟာသူ့ရဲ့ mission အတွက်ဟန်ပြမိသားစုတစ်ခုကိုဖွဲ့ဖို့လိုအပ်လာပါတယ်
အမြမိသားစုအတွက်သူယူလိုက်တဲ့မိန်းမဟာလူသက်သမားတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့မွေးသားသမီးအညာဟာလည်းစိတ်ပန်နေတဲ့သူဖြစ်နေတဲ့အခါမှာတော့ဘာကြီးဆက်ဖြစ်သွားမလဲဆိုတာကိုကြည့်ရတာပါဒီ enemy က2020ဝင်းကျင်လောက်ကတော်တော်လေးနာမည်ကြီးရကြအောင်မကြည့်ဘူးရဲ့လူမရှိဘူးလို့ကျွန်တော်ကထင်ပါတယ်ဒါပေမဲ့မကြည့်ရသေးဘူးဆိုရင်သူကကိုကြည့်သမားရဲ့မိသားစုလိုက်လဲကြည့်လို့ရရဲ့ enemy မျိုးစားဖြစ်တာကြောင့်မိသားစုလိုက်ပဲဖြစ်ဖြစ်ဟာတာကြီးကြိုက်တဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလေးချစ်တဲ့လူတွေတော့ကိုကြည့်သမားရဲ့ကိုရဲ့ကလေးလေးမမရဲ့ကလေးလေးကလွင်မချစ်ဘူးဆိုတဲ့လူတွေကတော့ဒါကိုချော်သွားနိုင်ပါတယ်။နောက်တဲ့ enemy တစ်ခုကတော့ Head Paradise ဒီ enemy ကို2023မှာထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ဇလန်းချင်းချုပ်ကိုပြောရရင်ကာပီမာဟုလို့ခေါ်တဲ့တက်လို့မသိပဲထိန်းတန်းနေကြလူသမားဟာတိကျဖောက်ခံရပြီးတည်တံ့ချခံရပါတယ်။ဒါပေမဲ့တကယ်တော့ချစ်တဲ့ဇနီးစီကိုပြောင်းသွားပြီးတော့တာမန်လိုအေးချမ်းချမ်းနေခြင်းတဲ့စိတ်တစ်ခုပဲရှိပါတယ်။ဒါကိုရိပ်မိတဲ့အစိုးရရဲ့နာမည်ကြီးဓာတ်ကွက်မြတ်ရေးတမလေးစာကရီကသူလည်းအလဲလဲတခုကမ်းလိုက်ခဲ့ပါရဲ့အဲ့ဒါကတော့ထူးထပ်တဲ့တဘာဝလုံးကျိုးနှကျွန်းပေါ်မှာအမတေးသေးကိုတွားရောက်ချဖို့ပါအဲ့ကျွန်းပေါ်မှာဘာတွေကစောင့်မျှော်နေမဲ့ဆိုတာကတော့ကိုယ်တိုင်ကို enemy တွားကြည့်တယ်မှာမကြည့်ရတဲ့သူတွေကလည်းဒီ enemy ကိုတောင်းပကြည့်ပြီးလို့ဆက်ပြီးတော့မကြည့်ချင်ဘူးဆိုရင်ကျွန်တော်ကိုကြိုက်တာပြောပါဒီ enemy ကအဲ့လောက်ကိုကောင်းပါတယ်နောက် enemy တစ်ခုကတော့တိတတိပါဒီ enemy ကို2023မှာထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ဒီ enemy က Spy Family ကိုကြိုက်တဲ့လူတွေ Spy Family ကြည့်ပြီးတော့တူနဲ့တူအားကိုကြည့်ချင်တဲ့တူတွေအတွက်ပါဇလန်းချင်းကိုပြောရရင်ကာဇူကီနဲ့ဝီဒိုနှစ်ယောက်ဟာတဲရင်ထဲမှာအတူတူနေပြီးတွဲဘက်လှုပ်ကြတဲ့ထိတ်တန်းလှုပ်ကြရေးတက်ပြတ်တူတငယ်ချင်းနှစ်ယောက်ပါကာဇူကီကတော့စကားများရဲ့ချက်ပြုတ်ရည်နဲ့အစီအဆက်ဆွဲတဲ့နေရာမှာတော်ပြီးတော့ရေးကတော့စကားနဲ့ပြီး game မဲ့ဆောင်းနေတဲ့တွေးတက်ခိုက်တမတက်ရောက်ပါဒါပေမဲ့ mission တစ်ခုမှာသူတို့ရဲ့ပြင်မဲ့ဖြစ်သူကိုတပ်ပို့သွားရင်းနဲ့အဖေဖြစ်သူကိုရှာနေတဲ့လင်းနေရဲ့ကောင်းမလေးမီနဲ့မတော်တဆတိုးမိသွားပါရဲ့အချီနေရဲ့ကြောင့်ပဲကာဇူကီတက်လိုက်တဲ့ပြစ်မှတ်ကမီလေးရဲ့အဖေဖြစ်နေတဲ့အခါမှာတော့သူတို့နှစ်ယောက်မီလေးကိုပြစ်မထားပဲခေါ်လာပြီးတော့မွေးစားလိုက်ပါတော့ဒီလိုနဲ့ပဲမီလေးနဲ့လှုပ်ချန်တက်ပြတ်သူနှစ်ယောက်ရဲ့မိဘမြစ်တာတန်ရောက်စဉ်ကိုရိုက်ဖက်ထားတဲ့ enemy ကောင်းကောင်းလေးပါဒီ enemy ကိုမကြည့်ရသေးရင်ဓမ္မမဟုတ်ရင်လည်း Spy Family ကိုချက်တဲ့သူတွေကတော့ဒီ enemy ကိုတွားကြည့်တမိုင်းနောက်ဆုံး enemy တကားကတော့ကချီယာဥတာပါဒီက2025မိနစ်ကထွက်ရှိခဲ့တာဖြစ်ပြီးတော့ကျွန်တော်ကြိုက်တဲ့ enemy တစ်ခုလည်းဖြစ်ပါတယ်ဇလန်းချင်းချုပ်ကိုပြောရရင်ဒီကအမိုက်ပါလုံးဝကိုအမိုက်ပါဘာဖြစ်လို့လဲဆိုတော့အမိုက်တော့ထဲမှာရိုက်ထားလို့ပါဒီကပါမှာအလွာနာလာခွဲခြားထားပါရဲ့ကျန်တဲ့သူတွေပေါ်စီကနေနေထိုင်ပြီးတော့သူတို့တောင်းတဲ့အမိုက်တွေကိုမြောက်ကနှစ်ဆိုင်လုံးနဲ့ကြောင်းတဲ့ထက်ကိုပြစ်ချလေးရှိပါတယ်အောက်ခြေလွာမှာတော့အမိုက်တွေကိုကောက်ပြီးခိုးဆိုးလူနိုင်ရှင်တန်နေရတဲ့ကောင်လေးရူဒူဟာသူ့ကိုကျွေးမွေးဆောက်ရှောက်ထားတဲ့ပြည်သူရှင်အသက်ခံရမှုမှာမတရားဆုတ်သက်ခံရပြီးတော့ပြစ်ဒဏ်အနေနဲ့အဲ့ရဲ့ကြောင်းတဲ့ကြီးကိုအရှင်းလက်လက်ပြစ်ချခံလိုက်ရပါတယ်အဲ့ကြောင်းတဲ့ကြီးကိုကြားတော့တဲ့လူတိုင်းတီးပြီးလို့ထင်ရပါပဲအမင်းကလည်းဖြစ်တာကြောင့်မတီးဝဲနဲ့အရာဝတ္ထုတွေရဲ့ဝိညာဉ်ကိုထွက်ထုတ်ပြီးတော့လက်နဲ့အဖြစ်ပြောင်းလို့ရနိုင်တဲ့ကေပါဆိုလျှို့ဝှက်ဆန်ကိုနှုတ်ထသွားခဲ့ပါတယ်ဒီလိုနဲ့ပဲအောက်ခြေလွှာမှာသူသားနဲ့ပတ်မလို့မိတ်ဆွေတွေတားရဲတွေရန်သူတွေနဲ့တိုက်ခိုင်ရင်းနဲ့သူ့ကိုမတရားလုပ်တဲ့အပေါ်တက်ကကပါကြီးကိုလက်စားချေဖို့အတွက်ရှာဖွေသွားတော့တယ်ဒီ enemy ကမြန်မာနိုင်ငံမှာလူ100မှာ50လောက်ပဲကြီးမြတ်မှ enemy ဖြစ်တာကြောင့်တော့ကိုကြည့်တမိုင်းကဲဒါကတော့2021ကနေ2025အတွင်းနာမည်ကြီးခဲ့တဲ့ enemy ပါ enemy ကားတွေကလည်းတနေ့ကိုတနေ့အများကြီးထွက်တာမလို့သူတို့အကြိုက်တွေ့ခဲ့တဲ့ enemy တွေမပါရင်လည်း comment မှာပြပြပေးနိုင်ပါရဲ့ဒီဆယ်ကားတွေကကျွန်တော်ကြိုက်တဲ့ enemy ကတော့ကချီယာဥတာနဲ့ Head Paradise ပါကိုလူတို့ရောဒီ enemy ဆယ်ကားတွေကဘယ် enemy ကိုကြိုက်ကြလဲအဲ့ဒါကို comment မှာရေးသွားပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ